الحمد لله الذي هدانا لهذا وما كنا لنهتدي لولا أن هدانا الله أشهد أن لا إله إلا الله وحده لا شريك له وأشهد أن سيدنا ونبينا وحبيبنا محمد صلى الله عليه وسلم عبده ورسوله اللهم صل على سيدنا ونبينا محمد ماذا ذكره الذاكرين الأبرار اللهم صل على سيدنا ونبينا محمد ما اختلف الليل والنهار صل على سيدنا ونبينا محمد وعلى المهاجرين والأنصار أما بعد السلام الله عليكم ورحمة الله وبركاته ကျွန်တော်တို့ကရမဒန်နဲ့ဟလာကုရ်အာန်နဲ့ကရီမ်နဲ့ဟလာဥပုသ်ဆောင်တာနဲ့ဆက်ပြီးတော့ဟာဒီသ်တော်တွေကုရ်အာန်နဲ့မှာပါတာတွေကိုကျွန်တော်တို့ကဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့လိုက်နာမလဲဆိုတာကိုလိုက်နာဖို့အတွက်ကိုကျွန်တော်တို့ဒါကဆွေးနွေးနေတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဗာကြည့်မလဲဆိုတော့ကျွန်တော်တို့အီမမ်ကြီးဖြစ်တဲ့အစ်ဘ်ဟစ်ဘန်တခင်ကြီးရဲ့စာအုပ်ထဲမှာပါတဲ့ဟာဒီသ်တော်ဖြစ်တဲ့124နံပါတ်မှာပါတယ်အဲ့ဒါကဘုဒ္ဓဆရာလာလဲဆိုတော့ကျွန်တော်တို့အားလုံးသိတယ်ကျွန်တော်ပြောထားပြီးပြီအီမမ်ကြီးဖြစ်တဲ့တာဝကကြီးဖြစ်တဲ့ဂျာဘီရ်အစ်ဘ်အဗ်ဒူလာရဒီအလ္လာဟူတအာလာအန်ဟူမာရှီယာနီလာတဲ့ဒီဟာဒီသ်မှာဘာပြောလဲဆိုတော့ဆလဝါတုလ္လာဟီဝါဆလာမူကအခုလိုမိန့်ချတော်မူခဲ့တယ်နားထောင်ပါအလ်ကုရ်အာန်အလ်ကရီမ်mushafa'u وما حل مصدق من جعله إمامه قاده إلى الجنة ومن جعله خلف ظهره ساقط إلى النار أما تما توتولي به أبي دي به نيايشه دي قرآن الكريم کا مشفع شفاعت لا میرے شفاعت لو میرے ہوتے نا پھر مسحل متصدقة جنورو ما لابيرو تخاري جنورو ده خاري ما كان لابيرو جنورو تتي كامي شفاعت دي में और दे भैया मन बदू मसो जअलहु कुरान अल करीम को लो में बालो माने लो जाया हूं दिने मन जअलहु इमामहु कुरान अल करीम को ကျွန်တော်တို့အရှိမအီမမ်လုပ်မယ်အရှိမထားမယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲ قاده إلى الجنة ကျွန်တော်တို့ကိုကုရ်အာန်အလ်ကရီမ်ကဂျန်နတ်တော်ကိုခေါ်တော်မယ်ခင်ဗျားတို့ယုံကြည်ယုံမယုံကြည်နေဆလဝါတုလ္လာဟီဝါဆလာမူကအမြင့်မှန်နဲ့ကျွန်တော်တို့ယုံတဲ့ကုရ်အာန်အလ်ကရီမ်ကိုကျွန်တော်တို့အနေကကျွန်တော်တို့ကုရ်အာန်အလ်ကရီမ်ကိုကျွန်တော်တီလာဝတ်လုပ်မယ်နားလည်အောင်လုပ်မယ်လိုက်နာမယ်ဆိုလို့ရှိရင်အလ္လာဟ်အဇ္ဇဝဂျလ်ကကုရ်အာန်အလ်ကရီမ်ကိုကျွန်တော်တို့ကိုးစားလာပြီးတော့ကျွန်တော်တို့ပေါ်မှာမှန်ကန်နဲ့လာပြီးတော့တက်တေခံပြီးတော့ကျွန်တော်တို့ကိုပြောမယ်ရှာဖာအတ်လုပ်မယ်ကျွန်တော်တို့အတွက်ကိုအဲ့ဒီအပြင်ကိုကျွန်တော်တို့ကုရ်အာန်ကိုအရှိမထားမယ်ဆိုရင်ဒီကုရ်အာန်ကကျွန်တော်တို့အရှိကိုဒီလာပြီးတော့ကယာမတ်နေ့ကကျွန်တော်တို့ခေါ်သွားမယ်ကုရ်အာန်ကကုရ်အာန်အလ်ကရီမ်ကကျွန်တော်တို့ကိုခေါ်သွားမယ်တခါနောက်တစ်ခုပထမတစ်ခါဘယ်သူပဲခင်ဗျအရှိမထားရင်ကုရ်အာန်ကိုလိုက်နာမယ်ဆိုရင်ကျင့်စဉ်မယ်ဆိုရင်ကြုံသုံးမယ်ဆိုလို့ရှိရင်ကုရ်အာန်ကကျွန်တော်တို့ကိုဂျန်နတ်တော်ခေါ်တော့နောက်တစ်ခါမဟုတ်ဘူးဆိုရင်ဘာဖြစ်မလဲဝမန်ဂျအလဟူခလ်ဖာကုရ်အာန်အလ်ကရီမ်ကိုနောက်မှာထားလိုက်မယ်အရှိမထားတော့ဘူးအနောက်မှာဂယုအဆိုင်ကိုနောက်မှာပို့လိုက်မယ်တော့ဟဲ့စာကဟူအီလန်နာအဲ့ဒီကုရ်အာန်ကရီမ်ကအတင်းဟိုပဲခေါ်တော့မလဲနာတဲ့ကိုခေါ်သွားမယ်ငရဲမိတဲ့ကိုခေါ်သွားမယ်တူတူလေးပဲရှင်းလေးပဲဘာလို့ရမလဲကျွန်တော်တို့ကုရ်အာန်ကရီမ်ကိုအရှိမထားရမယ်အနောက်မှာမထားရဘူးကုရ်အာန်ကရီမ်ကိုအတန်နိုင်ဆုံးကျွန်တော်တို့လိုက်နာကျင့်သုံးတလာဝတ်လုပ်အဲ့ဒါနည်းတန်နိုင်တော့လုပ်
အရှိမအမြဲထားရမယ်အနောက်မှာမပို့ရဘူးအရင်ဆုံးကုရ်အာန်ကရမ်ကိုအရင်ဆုံးထားရမယ်ရိုသေရမယ်လေးစားရမယ်မျက်နှိုးရမယ်ဦးစားပေးရမယ်အရှိမထားရမယ်ဘာတော့မလဲကုရ်အာန်ကကျွန်တော်တို့ကိုလာပြီးတော့ဂျန်နတ်ကိုရှေ့ကိုခေါ်သွားမယ်နောက်မှာထားလိုက်ရင်ကျွန်တော်တို့ခေါ်သွားမယ်ဘယ်ခေါ်သွားမလဲနားကိုခေါ်သွားမယ်ဟာသာဝဆလ္လာဟူအလာဆယဒီနာဝနဘီနာوحبيبنا محمد صلى الله عليه وسلم تسليما كثيرا سبحانك اللهم وبحمدك واشهد ان لا اله الا انت استغفرك واتوب اليك